strong relationship ဖြစ်ဖို့ဆိုလို့ရှိရင်တဲ့ငါတို့ဘယ်ရထားမှာလွဲခဲ့လဲဆိုတာကိုပေါ့နော်ဟိုမေးမယ်စားပေါ့နော်ငါတို့ communication ဟိုဘာတွေဘယ်လောက်လွဲနေဘယ်လောက်လွဲခဲ့ပြီလဲဆိုတဲ့ဟာကိုပေါ့နော်အဲ့ဒါလေးဟိုအဲ့ဥစ္စာလေးကိုမေးဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးကိုသဘောကျမိလို့မအဲ့ဒီအကြောင်းလေးလည်းပြောပြရောဟုတ် Okay အရေးကြီးဆုံးကလေဒီ relationship အဆောက်အအုံမှာအရေးကြီးဆုံးက communication လို့အမမြင်နေရှင်ဆိုတော့ဘာလို့လဲဆိုရင်အမက life coach ပေါ့နော်တစ်ချိန်တည်းမှာပဲ life coach ဆိုရင်အမတို့ကဘာသာရပ်ပေါင်းစုံကိုင်ရတယ်အဲ့တော့အမစီမှာအခုဒီနှစ်ပိုင်းနေဆိုရင် relationship issue ကဒီ relationship coach လို့နာမည်မတက်ထားပေမဲ့အများစုလာတယ်ဆိုတော့အဲ့ဟာလေးမှာအမ idea ပေါ်သွားတာပေါ့အများစုအမတေချာနားထောင်လိုက်ပြီဆိုလို့ရှိရင်အဓိက communication gap ဖြစ်နေတာဟုတ်ကဲ့ပါအရန်ထူးဆန်းတယ်နော်ဟိုချစ်ကြတယ်နှစ်တည်းရှာအကြာကြီးလဲကြိုက်ကြတယ်ပြီးသွားရင်ပေါင်းဖက်ကြတယ်ပေါ့ဒါပေမဲ့တယောက်ပြောနေတဲ့စကားကိုလေနောက်တစ်ယောက်ကမကြားတော့နားမလဲဘူး तू ကဒီလမ်းကိုသွားနေပြီမဲ့ तू ဘာကြောင့်မို့လုံနေရလဲဆိုတာကိုမမြင်နိုင်တဲ့အထိကို communication က gap ဖြစ်နေတယ်လို့အမခံမြင်တာပေါ့နော်ဒါကိုယ့်ရဲ့ client နေစီရောအမရဲ့ relationship မှာလည်းဒီဟာတွေကပေါ်တာပဲပေါ့နော်ဆိုတဲ့အခါကျအဲ့ဒါလေးကိုအမတွေးမိသွားတာပေါ့နော်အရေးကြီးဆုံးက communication ပဲဘယ်လိုပြောရင်ကောင်းမလဲဒီအတူတူတော့ရှိနေတယ်နားလည်မှုကဝေးနေတာပေါ့နော်ဝေးနေရဆိုတော့အဲ့ဒါလေးကိုအဓိကပြောချင်တာရှင်ဟုတ်ကဲ့ပါအဲ့တော့ communication ကလည်းအရေးကြီးရယ်နော်နှစ်ယောက်ကြားမှာအဲ့တော့နောက်တစ်ခုကကြောက်ရလေးမှာဟိုတီတို့အမြဲတမ်းပေါ့နော်ကြားနေကြစကားလေးမှာဟိုအသွင်တူမအိမ်သူဖြစ်တယ်ဆိုတဲ့စကားအတိုင်းပေါ့နော်အဲ့စကားလေးကတော့လေတီးထင်တာပေါ့နော်ဒါပေမဲ့တယောက်နဲ့တယောက်ကလေဟိုပုံစံတူလွန်းအားကြီးလို့ရှိရင်လေခါရှင်ပြဿနာဖြစ်တတ်သလားလို့ဟိုအမရဲ့ဟိုဘယ်လိုပြောမလဲဟိုအကောင့်ဘက်ကပဲအကောင့်ဘက်အနေနဲ့ပဲတူနေရပြဿနာမရှိခါရောက်ရှင်အမရဲ့ဥမာဟိုနှစ်ယောက်ကပေါ့နော်ဥမာဟိုစိတ်ဆိုးစိတ်တူတက်တဲ့ဟာတူနေတာမျိုးတခုဆိုရှင်အရွယ်တိုက်တက်တာမျိုးတူနေတာမျိုးအဲ့ဒါလည်းတူနှုံးလေးချင်တယ်လေအဲ့နှစ်ခုကပြိပခါတွေကဖြစ်နိုင်မယ်လို့ထင်တယ်အမဘယ်လိုသုံးသပ်ချင်လဲဟုတ်ဒီနေ့ကတကယ်ကောင်းတဲ့မိကိုတွေပဲပေးရဘယ်လောက်ပြည့်စုံတာလဲမသိဘူး Okay အဲ့တော့အရင်ပေါ့နော်ဒီဟာတကယ် good question ဘာလို့လဲဆိုတော့တော်တော်များများကခုနပြောတဲ့ relationship issue တွေနားထောင်တာပေါ့နော်တမီးတို့ကတူတာပဲလို့ကျင်တာတူတာပဲလို့ကျင်တာပေါ့နော်အမဒိတ်ပဲဖွင့်ဆိုတာကြာနည်းနည်းသူများနဲ့တော့ကွဲမယ်ထင်တယ်ဟုတ်ပါဘာလို့ဆိုခုနကပြောသလိုပေါ့တူတဲ့ဟာတွေကတီးပြီးပြောသွားတာမှန်တယ်ကောင်းတဲ့နေရာမှာတူတယ်ဆိုရင်တော့okay ရပေါ့နော်ခုနဂျိတ်ချင်းချိန်တာပေါ့ဒီစကလုံးကမှန်မယ်နော်ဂျိတ်ချင်းဆိုတာကောက်တာချင်းအရွယ်တိုက်တာချင်းပေါ့နော်အဲ့လိုမျိုးပေါ့အရန်ဒေါသကြီးတာချင်းတွေ့ရင်ကြတော့ဘလို့မှဒီဟာ strong မဖြစ်နိုင်တော့ပေါ့နော်ဘာလို့လဲဆိုတော့ပြတ်တောက်အောင်မှာပဲပေါ့ဆိုတော့အမကကြတော့ဘလို့မြင်လဲဆိုရင်အမြဲတမ်းအမစီမှာ coaching တွေလာတယ် counseling တွေလာယူကြတယ်ယူတဲ့အချိန်တိုင်းပြန်မေးတာပေါ့နော်ဘာလို့အရန်တူချင်တာလဲပေါ့နော်အမေကုန်းပြန်မေးဖြစ်တယ်ပေါ့နော်အဲ့တော့အမအတိတ်ပဲဖွင့်ဆိုထားတဲ့ချစ်ချင်းကကြတော့မတူညီမှုတွေကိုဟုတ်ပေါင်းဆက်ရတာဟုတ်ကဲ့ပါပြီးသွားရင်အဲ့မတူညီတဲ့အားသာချက်တွေကိုကိုရဲ့ life မှာပေါ့နော်ဒီကိုက family တခုတည်ဆောက်လိုက်တာပဲဖြစ်ဖြစ်ပေါ့ဒီဟာမှာကိုကအစွမ်းကုန်ထုတ်သုံးပြီးတော့မှကိုဖန်တီးတည်ဆောက်နိုင်တာပေါ့နော်အဲ့ဒါကိုအမားကပို့ပြီးတော့နှစ်သက်တဲ့လူတွေမှာပါတယ်ဆိုတော့အဲ့ဟာတော့အမျိုးမျိုး꿰တယ်ပေါ့နော်ချိုးကြလဲတူတာရမှပဲပျော်တယ်ဆိုတာလည်းရှိတယ်ဟုတ်တယ်မှာအဲ့ခုနပြောသလိုဟိုသူနဲ့ကိုယ်နဲ့အကြိုက်လေးတူလိုက်တာအဲ့လိုမျိုးဆိုရှင်ဥမာအစားတောက်ပဲဖြစ်ပေါ့နော်အကြိုက်တူတယ်သူကလည်းအဆက်လေးကြိုက်တယ်ကိုကလည်းအဆက်လေးကြိုက်တယ်သူကလည်းဒီလိုအစားစားလေးကြိုက်တယ်အဲ့လိုမျိုးတူရင်းဟာကြတော့ပျော်စရာတော့ကောင်းတယ်ဒါပေမဲ့ခုနပြောသလိုဒီဟိုဒါကလည်းကိုလည်းအသက်အရွယ်တစ်ခုရလာတဲ့ခါမှလေးမှဟိုဒါတွေကမြင်လာတာဒါမှဟိုဒီ relation ကတီးပြီးတော့ချစ်သူကြီးစားမှမဟုတ်ဘူးတော့မှာနော်ဟိုတချို့တခါရှင်မိသားစုကြားမှာဖြစ်တငယ်ချင်းကြားမှာဖြစ်အရန်တူနေကြတယ်ခါရှင်အငင်းတန်တဲ့နှစ်ယောက်တွေ့လဲမရတော့အဓိကအဲ့မှာချိတ်ပြီးပြောလို့မယ်ဆိုရင်အမpersonality နဲ့ပဲချိန်ပြီးပြောလို့ရတယ်ပေါ့နော်အဓိကဒီမတူညီတဲ့ဟာတေးကြတယ်တေးလားတူတယ်လို့သာထင်နေတာတကယ်ပေါင်းဆက်လိုက်ရင်မတူတာတွေအများကြီးထွက်လာအောင်ပါပဲအဲ့အတွက်ကိုကဒီသူ့ရဲ့ personality ကဘာလဲဆိုတာနားလဲမယ်ကိုကဘယ် personality လဲဆိုတော့ကိုကောင်းကောင်းသိမယ်ဆိုရင်ဟိုအပေးယူအတိုးအလျှော့ပေါ့နော်လောက်သွားတာပေါ့ပြီးတော့နောက်တစ်ခုကကြာခုနတီးပြောသွားတဲ့ဟာအရင်မှန်တယ်အမတို့ကဒီ relationship issue ပြောမယ် relationship topic ပေါ့နော်ဒါအောင်ပြောမယ်ဆိုတော့အမပြန်စဲစားဘယ်အသက်အရွယ်ဟာကိုပြောရင်တော့ပိုကောင်းပါလဲပေါ့နော်သူအသက်အရွယ်ပေါ်မူတည်ပြီးတော့မှဒီမြင်တဲ့ရှုထောင့်တွေကပြောင်းသွားတယ်သွားချင်တဲ့ပုံစံတွေကွဲသွားတယ်ပေါ့နော်ဟုတ်မှာဟုတ်တယ်နော်